ဒီနေ့မှာတော့အတူတကွနေထိုင်ရှင်တန်ကြခြင်းဆိုတဲ့ခေါင်းစဉ်အောင်မှာဆိုရင်ရင်းကြီးနဲ့တစ်ခွားနဲ့ကအတူတကွရှင်တန်နေတဲ့အကြောင်းအရာလေးကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်ဗျာတဒဒန်မင်္ဂလာပါမိတ်ဆွေငယ်ကြီးတွေဒီနေ့မိတ်ဆက်ပင်မတစ်ခွားတော့သမင်းစုပ် music တစ်ခွားတွေရပါတော့ဒါပေမဲ့ဒီဟာလေးကပို့လာတယ်သမင်းစုပ်တစ်ခွားကြတော့ကဘယ်လိုပြောမလဲကာလာနဲ့ဖြောတဲ့အချိန်မှာဒီကောင်လေးကကျတော့ပန်းရောင်လေးထင်းနေတာပဲဖြစ်ပါတယ်ဒါတော့ခုကဒါမပွင့်သေးဘူးပေါ့နော်ပွင့်တဲ့ချိန်ကျကျွန်တော်တစ်ခါပြန်ပြီးတော့ရိုက်ပေးပြမယ်ဖြစ်ပါတယ်အခုလောလောဆယ်ကတော့အရွက်တဘာဝအလှလေးတော့ကြီးလို့ရတယ်ပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာဒါလေးကသူတို့အရွက်ကတသေးသွယ်လေးသမင်းစုပ်တစ်ခွားတွေကကြောင့်အရွက်ပြကြီးတဲ့အချိန်မှာသူကကြောင့်တသေးသွယ်လေးပဲဖြစ်ပါတယ်နော်လှတယ်ဗျာကြည့်ပါဦးဗျာလှနေလိုက်တာကဲကျွန်တော်တို့အနီးကတိချာလေးကြည့်အောင်ဗျာဝိတ်ဆိုငယ်ချင်းတို့ကြီးသူကအရွက်တသေးသွယ်လေးနော်ဒါကျတော့ကပြောရမယ်ဆိုအရန်ကိုသေးတာအရွက်ပုံစံကတသေးလေးဥပုံစံလေးတသေးရှိလေးတွေမျိုးကွဲပါမျိုးကွဲဖြစ်မလဲတော့မသိရင်ခုံစိတ်လုံးချွာစာနဲ့စောက်ကြည့်ပါမယ်ဖြစ်ပါတယ်ကျွန်တော်ထင်တာမမဟုတ်ဆိုရင်သမင်းစုပ် music တစ်ခွာရဲ့ color variation တခုလာတဲ့ပို့ပြီးတော့မှလာတဲ့တခု music လေးနဲ့ထင်မယ်တင်တယ်ကြည့်ပါဦးဗျာနော်အပြင်ကတည်းဆိုလေးပါညက်တာမတ်တမဲတစ်ခွာမှန်တီညက်လေးကြက်ကြမယ်ဒီဟာလေးတွေကဥပုံစံတော့မတွေ့ဘူးဆိုဘယ်လိုလုပ်တစ်ခွာလို့ထင်မလဲဗျာတိတ်သွယ်လေးဖြစ်နေတာဟုတ်ဗျာပြီးမိုးတဲ့တောက်ကြတယ်ကြောက်အပင်များဒီဘက်ခြမ်းမှာပို့ပြီးနေနိုင်ဆိုလို့ရင်းကြီးနေတဲ့နေနိုင်လည်းပဲဖြစ်ပါတယ်ဒါတော့ရင်းကြီးနဲ့တစ်ခွာနဲ့အတူတူကရှင်တန်တဲ့အနေထားလေးပဲဖြစ်ပါတယ်ဗျာ